မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာမိတ်ဆွေတို့ဒီခါတော့အင်္ဂါသားသမီးမိတ်ဆွေတွေ1388ခုနှစ်အတွက်တနစ်စာရှောင်းရန်ဆောင်ရန်အတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်အင်္ဂါသားသမီးမိတ်ဆွေတို့ဘယ်ကနေကြည့်နေရလဲပြီးခဲ့တဲ့1389နှစ်မှာရောမိတ်ဆွေတို့ရဲ့ကံအရှိန်တွေဘယ်လိုရှိသလဲဆိုတာကိုအစဉ်အလာတရားကြီးတဲ့အင်္ဂါသားသမီးတွေမှတ်မိကြပါအောင်လို့ပြောရင်းနဲ့မကြခင်ဆရာတို့1388ခုနှစ်အတွက်ကံကိုစတင်ပြောလိုက်ရအောင်ဗျာဒီကြပါတဲ့1389မှာဘလောက်ပဲညံ့ခဲ့စိုးခဲ့မေးပြလိုက်တော့လက်ရှိပဂတိအရှိတရားဖြစ်တဲ့1388ခုနှစ်မှာမိတ်ဆွေအင်္ဂါသားသမီးတွေရဲ့ကံဟာဆိုရင်တော့မိတ်ဆွေတို့ခမအစမှလည်းဆရာပြောခဲ့ပြီးသားဖြစ်တယ်1388ခုနှစ်မှာမိတ်ဆွေအင်္ဂါသားသမီးတွေဟာဘာကိုဖြစ်မဖြစ်အောင်လုပ်မယ်မရအောင်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်လက်ရှိအချိန်ဒီအချိန်ခါထိကိုဘာမှတွေ့လားဝေဝါနေတာမျိုးတွေမဖြစ်စေနဲ့အမြင်အာရုံအောင်တဲမှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ရှင်တာလဲဖြစ်ရှင်တဲ့အရာဖြစ်လို့တဲ့အရာအကြောင်းအရာတစ်ခုခုကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့မဖြစ်အောင်လုပ်မယ်ဆိုတဲ့ဇွဲကလေးတစ်ခုနဲ့ဖြစ်ရမယ်ဆိုတဲ့အောင်မြင်စိတ်ကလေးတစ်ခုကိုရှေ့ထားပြီးလှုပ်ဆောင်မှတော်ကကြမယ်နဲ့တနည်းဆိုရရင်ရည်ရွယ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခုအလုံးနှစ်ခုတွေကိုသိချတဲ့စဉ်းစားတွေးခေါ်မနေဘဲနဲ့ဘာကိုဖြစ်လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုတစ်ခုပြီးမှတစ်ခုပြီးပြအောင်လုပ်တာမျိုးတွေသို့မဟုတ်လို့ရှိရင်ကိုဖြစ်ရှင်တဲ့ကိုယ့်ရဲ့အနာဂတ်လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ရှေ့တိုးပြီးတော့ဆောင်ရွက်တဲ့အခါမှာအရန်ကြီးပေါ့နော်လမ်းကြောင်းတွေများမနေဘဲနဲ့ဖြစ်ရှင်တဲ့အရာကိုမဖြစ်အောင်မရအောင်လုံးမဲဆိုတဲ့စိတ်ကလေးတစ်ခုတည်းနဲ့လှုပ်ဆောင်မှသာပို့ပြီးတော့အောင်မြင်နိုင်တဲ့တိုးတက်နိုင်တဲ့နှစ်မျိုးဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့ဒီနှစ်တာအတော်တွေမှာဆိုရင်ကိုစူးစမ်းရသလောက်စိတ်တိုင်းမကြတာမျိုးကိုအားမရခြင်းတွေငါတိထက်ပိုလုံးနိုင်ရမှာဆိုတာမျိုးငါတိထက်ကိုပိုစူးစမ်းနိုင်ရမယ်ဆိုတဲ့စိတ်တွေမိတ်ဆွေတို့ရဲ့ရင်ထဲမှာဖြစ်ပေါ်နေပြီးတော့ဒီလိုမျိုးတွေကြုံကြိုက်လာတဲ့အခါမှာလည်းစိတ်တက်မကြပါနဲ့စိတ်ညစ်စရာမဟုတ်ပါဘူးကိုရောက်ရှိနေတဲ့ level ပေါ်မှာမိတ်ဆွေအင်္ဂါသားသမီးတွေကဒီ1388မှာစိတ်တိုင်းမကြခြင်းအားမရခြင်းညံ့နေလို့လားမဟုတ်ဘူးဒါပေမဲ့ဒီထပ်ပို့ပြီးတော့more than လိုချင်နေတာမျိုးတွေစိတ်ကိုဒီလိုမျိုးတွေဖြစ်နေမှလည်းမိတ်ဆွေတို့အနေနဲ့အောင်မြင်တိုးတက်မှုတွေအများကြီးရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်အလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွစိတ်နှစ်ခွဖြစ်တာမျိုးတဲ့တခုခုကိုပြီးပြတ်အောင်လှုပ်ဆောင်ဖို့တော့လိုအပ်တော့နှစ်ဖြစ်ပြီးတော့ရည်မှန်းချက်ရည်ရွယ်ချက်တွေကိုသိကြတဲ့မျက်စိတဲ့အိမ်မက်တဲ့မျက်လုံးနဲ့အသွေးတဲ့အသားထဲမှာရင်းနှီးပြီးတော့စနလို့ပေါ့တဖန်အဖန်မှန်တလဲဖြစ်ရမယ်ဆိုတဲ့စိတ်မှန်ကလေးသွင်းပြီးစူးစမ်းရန်လိုအပ်ပြီးတဲ့အခါဒီလိုပြောလို့လည်းညံ့တာတော့မဟုတ်ဘူးတို့ရတွင်အနုပညာသမားတွေအဆိုအကအရေးအတိပကြီးပပုဗေဒင်ဗေဒစံကြံတရုပ်ဆောင်နဲ့ပတ်သက်တာတွေ social media နဲ့ပတ်သက်တာမျိုး public figure မျိုးတွေအစရှိတဲ့လုပ်ငန်းတွေအများနဲ့ပတ်သက်တာမျိုး entertainment နဲ့ပတ်သက်သောလုပ်ငန်းတွေထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်သောလုပ်ငန်းတွေကိုတော့မိတ်ဆွေအင်္ဂါသားသမီးတွေကဒီနှစ်တာအတော်တွင်မှာဆိုရင်တော့ငကိုကထက်ပို့ပြီးတော့တာမန်ထက်စူးစမ်းရမယ်သို့မဟုတ်လို့ရှိရင်တဦးဖျားတော်အမိရှိမှပွင့်တာဆိုတဲ့အတိုင်းတဦးတယောက်တစုံတယောက်ရဲ့အမိကိုခံလို့တာမျိုးဥပမာပေါ့ရီမန်းချက်ကြီးမားရှိတဲ့အစိုးတော်တွေဆိုမှပေါ့ရုပ်မပြပဲအရင်ဆုံးသရှင်လေးကိုတွင်းပြီးတော့မှအောင်မြင်တာမျိုးအောင်မြင်လာတော့မှမိတ်ဆွေတို့အနေနဲ့လူလုံးထွက်ပြတာမျိုးပေါ့မဟုတ်လို့ရှိရင်အတိုက်ခိုက်အပြိုင်ဆိုင်နေများတတ်သောကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာဘူးမဆိုတော့အဲ့ဒါလေးတစ်ချက်တော့သတိထားရမယ်အနုပညာသမားတွေစိုင်ဖွင့်တာတွေဈေးဆိုင်ဖွင့်တာမျိုးတွေကိုပိုင်အမိခံလောက်တာမျိုးလေးတွေမှာတော့နည်းနည်းလေးအားနည်းစီတော့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ယောဂဟောင်းဝေဒနာဟောင်းတွေပြန်ဖြစ်တာမျိုးငကိုကအစာရင်းတို့စီးတို့ဝမ်းတို့ယောဂနဲ့ပတ်သက်ပြီးတော့ဝေဒနာနဲ့ပတ်သက်ပြီးတော့ငကိုကအဟောင်းတွေကပြန်ပြီးတော့ဖြစ်တာမျိုးတွေဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ငကိုကဖြစ်ခဲ့ပြီးသားအရာတွေကိုပုံမတတိထားဆင်ခြင်ရန်လိုအပ်ပြီးတော့အထူးသဖြင့်အသက်45နှစ်နဲ့အထက်မိတ်ဆွေအင်္ဂါသားသမီးများအနေနဲ့ဝါရောနဲ့ပတ်သက်သောဓာတ်တွေအားနည်းနေတဲ့အတွက်လေနဲ့ပတ်သက်တာမျိုးတွေလေထိုးလေအောင်တာမျိုးတွေလေဖြတ်လေဖြန်းတာမျိုးတွေကိုအနှဲငယ်တာမန်ထက်ပုံမတတိထားရမယ့်နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီထို့အပြင်မိတ်ဆွေတို့ဒီနှစ်တာအတော်တွင်မှာဆိုရင်လူယုံမလွယ်ပါနဲ့မိဟောင်းဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရီးစားဟောင်းရှစ်သူဟောင်းတွေအားလုံးအဟောင်းဆိုလို့ရှိရင်ဘာမှအကျိုးမပေးတော့ကာလဖြစ်တဲ့အတွက်အဟောင်းကြီးပြောပြီးထားခဲ့တော့ဆိုတဲ့အတိုင်းပဲမိတ်ဆွေတို့အနေနဲ့ရီးစားဟောင်းရှစ်သူဟောင်းတွေနဲ့ပတ်သက်တာမျိုးတွေအိမ်အောင်ဘက်ဟောင်းမိတ်ဆွေဟောင်းတွေနဲ့ပတ်သက်လာရင်လူလိန်ခံရတာမျိုးတွေလူယုံတတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရလိုအပ်သောကာလဖြစ်ပါတယ်လူယုံမလွယ်ပါနဲ့ထို့အပြင်ဘာသာရေးနဲ့ပတ်သက်တာတွေပါဇက်ကဖေရလက်ကကာယဖြစ်တတ်တာနှစ်မျိုးဖြစ်ပြီးတော့တိလားဆိုတိတယ်လှုပ်လားဆိုရင်မလှုပ်ဖြစ်တာမျိုးတွေဖြစ်တတ်တဲ့အတွက်ဘာသာတရားနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရှေ့တို့ဦးစီးဦးဆောင်ဆောင်ရွက်ပြီးတော့ငကိုကတဲ့ပုံမတာမန်ထပ်ပို့ပြီးတော့ထိထိရရောက်လေးလှုပ်ဆောင်ရင်တော့မိတ်ဆွေတို့ရဲ့အခက်အခဲတွေမရှိလာတော့ကာလဖြစ်ပါတယ်အလှပရေးရာတွေ
လူငယ်တွေမြစ်တာရင်းနဲ့ပတ်သက်လို့အရှိန်နဲ့ပတ်သက်လို့အမှန်တန်အားသာကောင်းမွန်တာမျိုးတွေချစ်သူလဲရအိမ်အောင်လဲကြတာမျိုးတွေငကိုကရီးစားတွေမစွန်တဲ့မိတ်ဆွေများဖူးစာပတ်ပေါ်တော့ကာလာတရွာမပြောင်းသူခေါင်းမဖြစ်ဆိုတဲ့အတိုင်းပဲမိတ်ဆွေတို့ရဲ့ဖူးစာစစ်အမှန်တွေမထင်မဖက်နဲ့ရီးစားလဲရအိမ်အောင်လဲကြတာမျိုးတွေငကိုကသမီးရီးစားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်ဒီနှစ်တာတော့တည်းမှာအိမ်အောင်ပြည့်မြန်စိတ်ဆက်ရန်တိုင်ပင်ထားတဲ့မိတ်ဆွေများရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတော့ကာလာဖြစ်ပြီးတော့မိမိတို့ရဲ့အိမ်အောင်ရေးကိစ္စလေးတွေမိမိကိုချစ်ခွင့်ပန်တာမျိုးတွေသို့မဟုတ်အိမ်အောင်ပြုခွင့်စိတ်ဆက်ခွင့်လက်ထပ်ခွင့်အိမ်အောင်ရေးအတွက်ရှေ့ဆက်စဉ်းစားတွေးခေါ်ရန်အတွက်တော့အင်မတန်အားသာကောင်းမွန်သောကာလအပိုင်းခြားဖြစ်နေပြီးတဲ့အခါအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထပ်ခြင်းတွေအတွက်တော့ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်။သမီးစားများအနေနဲ့ကတော့ရီးစားဟောင်းကိုဘာကြောင့်မျှော်လင့်နေမှလဲအသစ်ဆိုတာအဟောင်းကိုမရှိတော့လို့ဖြစ်လာတာဖြစ်တဲ့အတွက်မိတ်ဆွေသမီးကြီးစားများအနေနဲ့ကတော့လူငယ်တွေရှေးနဲ့ပတ်သက်လာရင်တော့နှစ်ဦးနှစ်ယောက်နှစ်ခွတွေဖြစ်တတ်တဲ့အတွက်နှစ်ဦးနှစ်ယောက်နှစ်ခွတွေဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့ရှေးနဲ့ပတ်သက်လာရင်တော့ဘာလို့မဆိုလန်းဆန်းတက်ကြွနုပြိုဖို့လိုအပ်သောနှစ်ဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့သိကြပါလေရှေးနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးဟိုစိတ်ညစ်မခံပါနဲ့လို့ပဲဆရာကထပ်လောင်းပြောလို့ပါတယ်ဖူးစာဘတ်ပေါ်တာမျိုးတွေအိမ်အောင်မထင်မဖဲကြတာမျိုးတွေဖြစ်တတ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီနှစ်တာတော်တွင်မှာဆိုလို့ရှိရင်အထူးသဖြင့်တတိထားဆင်ခြင်ရမယ့်အချက်လေးတွေကိုဆရာကဆက်ပြောပြပေးပါမယ်1388ခုနှစ်အတွင်းမှာအင်္ဂါသားသမီးမိတ်ဆွေတို့ဖို့ဒီနှစ်တာတော်တွင်မှာဆိုရင်အထူးသဖြင့်အလားပါရေးရနဲ့ပတ်သက်တာတွေအလားပြင်တာမျိုးတွေနဲ့ပတ်သက်တာတွေဥပမာမျက်နှာတွေတခုခုခွဲစိတ်တာမျိုးတွေကိုဖြစ်နိုင်လို့ရှိရင်မလုပ်ပါနဲ့ဘာကြောင့်လဲအရေးကြီးတဲ့ operation တွေအလားပါရေးရနဲ့ပတ်သက်တာတွေမျက်နှာတွေနှာခေါင်းတွေပြုတ်ပြင်တာမျိုးခွဲစိတ်တာမျိုးတွေဒီနေ့ထဲမှာစိတ်တိုင်းမကြခြင်းတွေအာမရခြင်းတွေကြုံအပ်တတ်သောကာလဖြစ်ပြီးတဲ့အခါအင်္ဂါသားသမီးအနုပညာရှင်များဖို့တော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေမဟုတ်မဟတ်သတင်းတွေကြော်စောတာမျိုးတွေကိုယ့်ဘောဝိုင်းပြီးတော့တိုက်ခိုက်တာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်အများတို့အဖွဲ့အစည်းတို့အသင်းဖွဲ့တို့နဲ့ပတ်သက်ပြီးတော့ထိတွေ့လှုပ်ဆောင်တဲ့အခါအင်္ဂါသားသမီးမိတ်ဆွေအနုပညာရှင်မောင်နှမများဖို့ကတော့တတိကလေးကြီးကြီးထားပြီးတော့ဆက်ဆံဖို့လိုအပ်သောနှစ်ဖြစ်ပြီးတော့ကိုယ့်ကိုဝိုင်းပြီးတော့ဥမာပေါ့အထင်မြင်လွဲတာမျိုးတိုက်ခိုက်ခံရတာမျိုးတွေမထင်မှဖက်ကံအားလျော်စွာနည်းနည်းကံကထန်းတိကြွေကကြီးနေကဖြစ်တတ်တဲ့အတွက်တော့အနုပညာရှင်အင်္ဂါသားသမီးမိတ်ဆွေများဖို့ကတော့ဒီကာလအတော်တွင်မှာတိုးတိုးတိတ်တိတ်လှုပ်လှုပ်ကနေကမှတော်ကကြမဲ့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒီနှစ်တာအတော်တွင်မှာဆိုမိတ်ဆွေအင်္ဂါသားသမီးများဖို့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးလေးတွေအများနဲ့ပတ်သက်တာမျိုးလေးတွေအားနေပါတယ်ပညာရေးနဲ့ပတ်သက်လာရင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးမပြောနေတာမျိုးတွေကိုဖြစ်ရှင်နေတဲ့သင်ယူခြင်းနေတဲ့ဝါသနာတစ်ခုသင်နေရတာတစ်ခုဆိုပြီးနှစ်ခုဖြစ်နေတာမျိုးလေးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့စိတ်မပြောတာမျိုးလေးတွေနည်းနည်းလေးအစမှရုန်းကန်ရတာမျိုးလေးတွေကြုံရတတ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျများရတတ်ပါတယ်ထို့အတူပဲလူမှုရေးကိစ္စလေးတွေကြောင့်မိဟောင်းဆွေဟောင်းအပေါင်းအသင်းကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျများရတတ်သောနှစ်ဖြစ်ပါတယ်ဒီနှစ်ဟာစကားအများကြီးပြောရင်အမှားအများကြီးပါတတ်သောနှစ်ဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသားသမီးများအနေနဲ့ဒီနှစ်တာတော်တွင်မှာဆိုရင်ရီမန်းချက်မျှော်လင့်ချက်တွေထက်အများအဖွဲ့အစည်းအသင်းဖွဲ့ဘာသာရေးနဲ့ပတ်သက်တာမျိုးလေးတွေလူမှုဆိုရှယ်မီဒီယာနဲ့ပတ်သက်တာမျိုးလေးထိတွေ့မှုလေးတွေနည်းနည်းလေးတိုးတိုးတိတ်တိတ်နေပြီးတော့မိမိရဲ့ရီမန်းချက်ယူရချက်တွေကိုစစ်ထားပြီးတော့မဖြစ်အောင်လုပ်မယ်ဆိုတဲ့ဇနကမင်းသားရဲ့ဇွဲလုံးသားကိုအားပြုပြီးတော့လှုပ်ဆောင်ရန်လိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒီနှစ်တာတော့တွင်မှာနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရန်လှုပ်ဆောင်မှာ passport လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနေရာမြေယာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ငါကသားသမီးမရရှိတော့အိမ်အောင်ရှင်များဖို့သားသမီးရရှိတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးကျင်းတွေပြုတ်လုတဲ့သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီမထင်မှဘဲနဲ့ငွေကြေးနဲ့ပတ်သက်လာရင်ရတနာပုံစိုက်ကွင်းစိုက်တယ်လို့သားရွှေဦးထမ်းလာတယ်လို့ထီပေါက်တယ်လို့ငွေကြေးနဲ့ပတ်သက်ရင်လုံငနေချင်းကနေဝင်လာတတ်သောကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသားသမီးများအနေနဲ့မိများပင်အခက်အခဲအညံ့တွေရှိစေကမူဒီနှစ်တာတော်တွေမှာဆိုရင်ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီလက်လွန်ထားသောငွေကြေးတွေပြန်လည်ပြောဆိုတောင်းဆိုပါတရားတစ်ပောင်ကိစ္စတွေအမှုကိစ္စတွေရုံကလနာကိစ္စတွေမှာအောင်မြင်တတ်သောကာလပိုင်းခြားဖြစ်ပါတယ်အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတာမျိုးတွေမိမိတို့ရဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေရဲ့အထောက်အကူအကူအညီကိုရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ယာရုတိုးဖို့မျှော်လင့်နေတဲ့မိတ်ဆွေများယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရနိုင်တယ်နေရာထိုင်ခင်းမြေယာကိစ္စနဲ့ပတ်သက်လာလို့ရှိရင်ခြေတိုးဆိုင်တော့လှုပ်ဆောင်မှာ OH ချန်ပီလုပ်ငန်းတွေအကျိုးပေးပါတယ်အထယ်အလိတ် TT ဖက် online social media နဲ့ပတ်သက်တာတွေရှေ့တိုးဆိုင်တော့လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်ခင်ဗျထို့အပြင်ဒီနှစ်တာတော့ဒီမှာဆိုရင်ကိုပိုင်လုပ်ငန်းလှုပ်ဆောင်လို့တဲ့မိတ်ဆွေများလှုပ်ဆောင်ရှေ့တိုးပြီးတော့ဆောင်ရွက်ရန်ကောင်းတယ်စက်တူလုပ်ငန်းတွေလှုပ်ဆောင်တဲ့အခါမှာမိသားစုဝင်တွင်းမှာဆွေမျိုးသားချင်းအရင်အချာတွေမိသားစုဝင်တွေပတ်ဝန်းကျင်အတွင်းမှာတွေစက်တူလုပ်တာလူရင်းလူရှာတွေနဲ့တော့မကောင်းဘူးမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းစိတ်တော့ကပေးတတ်ပြီးတော့မိတ်သေးဆွေသစ်တွေကအကြံစီကောင်းတဲ့အတွေးခေါ်ကောင်းတွေရရှိတတ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ OH ချန်ပီဆိုင်ရာလုပ်ငန်းတွေကုန်သည်ပွဲစားနဲ့ပတ်သက်သောလုပ်ငန်းတွေစက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေကွန်ပျူတာတို့ကြောက်တို့သဲတို့ကားတို့
စာပေကရိယာနဲ့ပတ်သက်သောလုပ်ငန်းတွေစံစီစေစာစားသောက်ကုန်နဲ့ပတ်သက်သောလုပ်ငန်းတွေကိုယ်ပိုင်လုပ်ငန်းတွေမိမိတို့အနေနဲ့စာချုပ်စာတမ်းကိစ္စလေးတွေချစ်တို့ဆောင်ရလှုပ်ဆောင်မှအရှားနယ်ကနေပြီးတော့ social media ကနေပြီးတော့ဆွမ်းလာလို့ပေါ့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးတိုးချဲ့တာမျိုးတွေအမှန်တအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်ပါတယ်ဘာသာစကားနဲ့ပတ်သက်တာတွေပြည်ပ passport ခီးသွားနဲ့ပတ်သက်တာတွေ visa တင်တန်းနဲ့ပတ်သက်တာမျိုးတွေချစ်တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့ဓာတ်ဆီတို့ဒီဇယ်တို့လောင်စာဆီတို့ဒေါ်လာတို့အစရှိတဲ့လုပ်ငန်းတွေတွင်းထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေအတွက်တော့ချစ်တို့ဆောင်ရလို့ကောင်းသောကာလဖြစ်ပါတယ်လက်စစ်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေเนาะဓာတုနဲ့ပတ်သက်တာမျိုးလေးတွေချစ်တို့ဆောင်ရလှုပ်ဆောင်ခြင်းမျိုးတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ငကိုကကိုပိုင်လုပ်ငန်းလှုပ်ဆောင်လို့တဲ့မိတ်ဆွေများကိုပိုင်လုပ်ငန်းလှုပ်လို့ကောင်းပါတယ်အထူးသဖြင့်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ရင်ရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုး OH ချမ်ပီတွေပိုင်ဆိုင်ရတာမျိုး OH ချမ်ပီနဲ့ပတ်သက်ပြီးတော့ငကိုကရောင်းဝယ်ခတ်နေသောမိတ်ဆွေများ OH ချမ်ပီအယောင်းတွက်အဝယ်တွက်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီနှစ်တာတော်တွင်မှာဆိုရင်အိမ်တွင်းရေးနဲ့ပတ်သက်လို့တော့အနှဲငယ်လေးညံ့ပါတယ်မိသားစုအိမ်တွင်းရေးမှာဖြစ်နိုင်ရင်ကိုပေးနိုင်ရင်ပေးလိုက်ကိုလုံးမပေးနိုင်ရင်လုံးဝမလုပ်ပေးတာကောင်းပါတယ်ကိုကဝင်ပြောလိုက်ခါမှာကိုယ့်အပေါ်မှာအမားတွေမြင်ပြီးတော့ကိုကစေတနာနဲ့ပြောလိုက်ရင်ကိုယ့်အပေါ်ဝေဒနာတွေမြင်ပြီးတော့စိတ်ရှုပ်စိတ်ပန်းရတတ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်စိတ်ညစ်စရာလူတွေစိတ်ရှုပ်စရာလူတွေနဲ့မပေါင်းပါနဲ့မိမိအပေါ်မှာဆွမ်းနာလို့ပေါ့ဟိုစိတ်ညစ်စရာတွေကိုယ့်ရဲ့စိတ်တွေမွန်းကျက်နေတဲ့အချိန်တွေမှာမတိုင်မင်ပါနဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအများကြီးချီဝေးဝေးသိစဉ်းစားမနေပါနဲ့တွေးဝေစဉ်းစားနေရင်အောင်မြင်မှုတွေကိုနည်းနည်းကြံ့ကြာတတ်တဲ့အတွက်ဘဝရဲ့တက်လန်းနဲ့ပတ်သက်လာရင်တော့အလင်းစလိုလှုပ်တာမျိုးစိတ်ထဲမှာစက္ကနဲ့ပေါ်လာရင်တက်ခနဲ့လှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလောင်းကစားနဲ့ပတ်သက်တာမျိုးတွေလုံးဝသတိထားပါမယ်ထို့အပြင်အပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေတတိထားစင်ရင်တင်သောကာလပိုင်းရှားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်နှစ်ဟာမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့အပေါင်းကြောင့်ဂုံတက်စေတယ်လို့အပေါင်းကြောင့်ဂုံပြတ်တာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့ပြီးခဲ့ပြီးသားကိစ္စဖြစ်ခဲ့ပြီးသားကိစ္စတွေမှာဆွမ်းနာလို့ပေါ့ချိန်လျှောက်ခံရတာမျိုးလေးတွေသို့မဟုတ်မိမိတို့ရဲ့နော်ဟိုအမားကြီးကိုထောက်ပြပြီးတော့ခြာနှင်းခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်ဒီလိုပြဿနာအခက်ခဲလေးတွေနဲ့ကြုံလာတဲ့မိတ်ဆွေများဟိုကတော့ပြဿနာကိုလိုက်မရှင်းပါနဲ့ရှင်းရင်ရှင်းလေရှုပ်လေဖြစ်တတ်တဲ့အတွက်စိတ်နေပြီးတော့ဒါဟာစိတ်နေခြင်းသည်အမှန်တရားကိုအချိန်ခါတစ်ခုရောက်ရင်ပေါ်လာတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ရှင်းလေရှုပ်လေဖြစ်တာမျိုးလေးကြုံရတတ်တဲ့အတွက်တော့အင်္ဂါသားသမီးမိတ်ဆွေတို့ကိုတတိထားဆင်ရင်ပေးရန်လိုအပ်သောကာလဖြစ်ပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လာရင်သားသမီးထွန်းကားတာမျိုးတွေသားသမီးပညာရေးကိစ္စသားသမီးတွေရဲ့အိမ်ထောင်ရေးကိစ္စလေးတွေကြောင့်တော့စိတ်ချမ်းသာစရာတည်မျိုးလေးတွေကြားရတတ်တယ်လို့ဖျားတဲတာမျိုးလေးတွေကြောင့်ပိန်ပရဝန်ဇေဒီနဲ့ပတ်သက်တယ်လို့အဆောက်ဖို့အတွက်ရည်စူးထားတဲ့မိတ်ဆွေများသို့မဟုတ်မိမိရဲ့အိမ်မှာအတွင်းမှာဖုံးကြီးတို့ယဟန်တို့ပုပ်ကိုတို့ဖယားတို့တိန်းတို့ဇေဒီတို့ပရဝန်းတို့နဲ့ပတ်သက်ပြီးမှတ်တဲ့အခါအဲ့ဒီလာမှာဆွဲပြပြီးထီကန်ဆန်းတာမျိုးထီထိုးတာမျိုးတွေပြုလုပ်ရန်အားသာကောင်းမှုတိုးတက်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်ဘာသာရေးဆိုင်ရာကိစ္စလေးတွေအကူအညီရရှိတတ်တယ်လို့မင်းစိုးပဏ္ဏတစိုးလက်ဆောင်လေးတွေရရှိတတ်သောကာလပိုင်းခြားဖြစ်ပြီးတော့ယာထုတိုးဖို့ယာထုတက်ဖို့အမှန်အားသာကောင်းမှုတိုးတက်သောနှစ်ဖြစ်ပါတယ်မိသားစုရေးညံ့ပါတယ်အိမ်တွင်းရေးညံ့ပါတယ်ပညာရေးနဲ့ပတ်သက်လို့တော့တတိယဆင့်နေရမယ်နှစ်ဖြစ်ပါတယ်ရွှေနဲ့ပတ်သက်တာမျိုးလေးတွေလူနဲ့ပတ်သက်တာမျိုးလေးတွေဗုဒ္ဓဖူးနံနဲ့ပတ်သက်တဲ့အရာလေးတွေအလှပရေးရနဲ့ပတ်သက်တာတွေအလှကုံနဲ့ပတ်သက်တာတွေလူယုံနဲ့ပတ်သက်တာတွေတော့တော်တော်ကိုတတိထားရမယ်အနုပညာနဲ့ပတ်သက်တာတွေဆိုတော့1388မှာအင်္ဂါသားသမီးမိတ်ဆွေများဖို့ဗုဒ္ဓဖူးနံနေဖြစ်တဲ့အနုပညာလုပ်ငန်းတွေအလှကုံဆိုင်ရာလုပ်ငန်းတွေဟိုဝါရောနဲ့ပတ်သက်တဲ့လေနဲ့ပတ်သက်တာတွေထို့ပြင်ရွှေနဲ့ပတ်သက်တာမျိုးတွေလူယုံနဲ့ပတ်သက်တာမျိုးလေးတွေတတိထားလာရင်တော့မိတ်ဆွေတို့အဆင်ပြေပြီထို့အတူပဲဗုဒ္ဓဖူးသားသမီးတို့အင်္ဂါသားသမီးတို့နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေမှာတွဲဖက်ဆက်တူလုပ်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်တယ်လို့အဝါရောင်တို့မိတ်ဆွေတို့အနေနဲ့အပန်းရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစီပြီးတော့ညံ့စီပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့အသားရောင်တို့မိတ်ဆွေတို့ခိုးပြားရောင်တို့အဖြူရောင်တို့အနီရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးကံကောင်းစေပါတယ်အကျိုးပေးသောအရက်ဟာတော့မြောက်ဆူဆူရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အနောက်တောင်ရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီသောနေသားအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့ဒီနှစ်တာတော်တွေမှာဆိုရင်တော့တောက်ကြသားသမီးတို့စနေသားသမီးတို့နဲ့တွဲဖက်လုပ်တဲ့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့ကံကောင်းစေသောနှစ်ဖြစ်ပါတယ်အကျိုးပေးစေသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျ lucky number 7တို့8တို့ထို့တူပဲမိတ်ဆွေတို့နဲ့9ကဏ္ဍ10ကဏ္ဍတို့2ကဏ္ဍတို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီသလို
ကနအခရာလေးအနေနဲ့ဆိုရင်တော့ခုနှစ်အစ3ညအစုံ3ညအစခုနှစ်အစုံလေးတွေကန်ဆန်းတာမျိုးလေးတွေမိတ်ဆွေတို့အတွက်အကျိုးပေးအားသာကန်ကောင်းစီပြီးတော့ကန်ကောင်းစီပါတယ်ကနအခရာစင်နံပါတ်အနေနဲ့ဆိုစနေနံနေဖြစ်တဲ့ဒါဝန်သူထဆင်သူဓာတွေးထောက်ဆိုင်နားငယ်ဆိုတဲ့ကနန်းတွေဟာမိတ်ဆွေတို့ထိုးလေးပေါက်ရင်ဆရာတဝက်ရမှထင်တယ်ဆိုတော့ကောင်းပြီမိတ်ဆွေတို့ဒီနှစ်တာတော့တည်းမှာဆိုအိမ်အောင်ရှင်များဖို့တဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်ငကိုကစိတ်ဆိုးစိတ်ကောက်အထင်လွဲအမြင်လွဲမားနေတော့မိတ်ဆွေများဖို့လူကြီးတဦးတယောက်အကြီးအကဲတဦးတယောက်ဆွေမျိုးသားချင်းအကြီးအကဲတဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့ညှိနှိုင်းအဖြေချရင်အောင်မြင်တိုးတက်မှုတွေရရှိစေမယ်နှစ်ဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပါရစေဒီနှစ်တာတော့တည်းမှာဆိုရင်မိတ်ဆွေတို့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စလေးတွေကိုပြုလုပ်ဆောင်ရွက်တဲ့အခါမှာအဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက်မိတ်ဆွေတို့ရဲ့ဟာလာဟိုလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုမတော်မိမှာမိမိတို့ရဲ့နော်ပတ်စံအိတ်အတွင်းမှာအနက်ရောင်ကျိုးလေးတစ်ချောင်းသို့မဟုတ်ရင်အနက်ရောင်လက်ပတ်လေးတစ်ခုကိုစောင့်ပြီးတော့ဖြစ်သွားပါကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အောင်မြင်တိုးတက်စီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရအစဉ်ပြေအောင်ဒီနှစ်တာတော့တည်းမှာကျွန်းနဲ့နဲ့ဖျားထုကိုခွဲတာမျိုးကျွန်းနဲ့ပတ်သက်ပြီးအဆောင်နေဆောင်တာမျိုးဟာမိတ်ဆွေအင်္ဂါသားသမီးတွေအတွက်ဒီနှစ်တာတော့တည်းမှာဆိုဒီလိုပြောတာဆရာရှင်မှာဆိုတော့ဒီနှစ်တာတော့တည်းမှာကန်ဆာတာတိုးတက်စီပြီးတော့ကံကောင်းစီတော့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေသို့မဟုတ်ရင်ကျွန်းနဲ့ဆိုလာဘမုန်နီထုတာမျိုးတို့ချိတ်တို့ဆောင်ရပြီးတော့တိုးတက်ကံကောင်းစေပါတယ်။အိုးအိမ်ချမ်းမီမီယာနေယာထိုင်ခင်းတဲ့ပတ်သက်ပြီးပိုင်ဆိုင်ရာသောကာလဖြစ်ပြီးတော့ဘာသာတရားလုပ်လေအထောက်အကူရရှိလေဆိုတော့နှစ်ဖြစ်ပါတယ်။အဋိဌံပြုလုပ်လို့တဲ့မိတ်ဆွေများပေကြီးဆက်သက်တုတ်ကိုအဋိဌံပြုတာမျိုးမိမိရပေကြီးဆက်သက်တုတ်ထဲမှာနေ့စဉ်နေ့တိုင်းဖြစ်စေမိမိတို့နိုင်ငံပေကြီးဆက်သက်တုတ်မှာမိမိတို့စိတ်အားအစဉ်ပြေတဲ့တုတ်လေးကိုအဋိဌံပြုတာမျိုးပြုလုပ်ပေးပါကန်ဆာတာတိုးတက်ကံကောင်းစေပါတယ်ဗတိစိတ်လို့တဲ့မိတ်ဆွေများဟိုကတော့အဋိဌံဗတိစိတ်လို့တပဆိုလို့ရှိရင်တော့ရှေဝေးထွေတူမဟုတ်ပါဘူးအရဟံတိတ်တိဘဂဝါအောင်ဆိုတော့ယတိရှိဥခဏီရဲ့ဂုံတော်ဗတိကိုစိတ်ချင်းအပြင်အဆက်ဆက်ရအောင်မြင်တိုးတက်စီပြီးတော့ကံကောင်းစီမယ်နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စေဖို့အတွက်ကုန်ပစ္စည်းတွေကိုရောင်းဝယ်တဲ့အခါကြလို့ရှိရင်မိတ်ဆွေများခင်ဗျနှီးလေး9ချောင်းကိုနော်နှီးလေး9ချောင်းကိုအဲ့လိုဟိုအခွေလေးခောက်ပြီးတော့ထိတ်ကနေတေခွန်းနဲ့ပတ်ချီပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းကိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းအတွက်အယောင်းထွက်သွားစေမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရအစဉ်ပြေစီပြီးတော့တစ်နှစ်တာလုံးငွေကြေးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့နံပါတ်1ဖခင်ကိုရည်စူးပြီးဖြစ်စေမိမိရဲ့အဖေတို့အလုရှင်တို့ကိုရည်စူးပြီးဖြစ်စေသင်္ကန်းကပ်ပေးတာမျိုးလေးတွေကြုံကြိုက်တဲ့အခါမှာလမ်းခရီးမှာသွားနေတဲ့အခါလမ်းကြုံလမ်းခရီးဒုက္ခရောက်နေသူတွေသို့မဟုတ်ရှစ်တောင်းနဲ့ပတ်သက်ပြီးဒုစစ်နဲ့ပတ်သက်ပြီးမတန်တဲ့သူတွေတောင်ဝေးတို့ခရီးသွားစရိတ်တို့အထောက်ကူဖြူကြုံရင်ကြုံတယ်လို့အထောက်ကူပြုခြင်းအပြင်မိတ်ဆွေတို့ရဲ့ကံဟာရေရာရှိစရာမလိုပဲအညံ့နေပိတ်ပင်မှုတွေပျောက်သွားစေမှာပါအသေးချာပဲဖြစ်တယ်အဆက်ဆက်ရအစဉ်ပြေစီပြီးတော့ငွေကြီးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ငွေဝင်စေဖို့ရေရာအနေနဲ့ဆိုရင်တော့ဖြစ်9000တန်လေးတူရပေါ်မှာ9000တန်ဟာပတ်စံဖြစ်ပါတယ်9000တန်ဘာလို့လောက်ခိုင်းတာလဲဆိုတော့စင်ပါလို့ပါယတနာစင်ပြူတော်ပေါ့စင်ပါတဲ့9000တန်လေးတူရမှာမိတ်ဆွေတို့အနေနဲ့တန်လိုက်လေးတစ်ခုကိုတင်မှာတန်လိုက်ရဲ့သဘောကစွဲငင်ပါပဲထို့အတူပဲမိတ်ဆွေတို့အပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်ထိုင်မဏိခလာဖြစ်တဲ့အစိမ်းရောင်လေးတစ်ထိုင်အောင်တင်သွင်းပါပြန်ပြောပါမယ်ပတ်စံ9000တန်မြန်မာပတ်စံယတနာစင်ပြူတော်ပါတဲ့9000တန်တရွက်ပေါ်မှာအစိမ်းရောင်အတန်လိုက်တရုံးကိုတင်မှာဒါပြီးတဲ့အခါအစိမ်းရောင်ဖျောင်းနိုင်တိုင်းလေးတင်ထွင်းပြီးမိတ်ဆွေတို့ရဲ့ဈေးဆိုင်အမြင့်လုပ်ငန်းအမြင့်တနေရာမှာတင်ထွင်းခြင်းအပြင်ပိတ်နေသောလက်တွေပွင့်လန်းပြီးတော့1388ဟာအင်္ဂါသားသမီးတွေအတွက်တော့ဘယ်မှာလဲအစိုးလို့မေးရလောက်အောင်ကန်ဆာတာတိုးတက်ကံကောင်းစီမှာအသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့ဇယံငယ်ပြည်တွေမေးချင်ရင်ခွန်90 290 790290416 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်96350505မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့မိတ်ဆွေများခင်ဗျာ1388ခုနှစ်အတွက်စကားလက်ဆောင်နေနဲ့အကြံပြုပါဆိုရင်တော့ကောင်းမှုမြန်လို့ကောင်းအောင်ကြိုးလို့ကောင်းကျိုးကိုနိုင်တီအောင်ကြိုးစားနိုင်ပြီးတဲ့အခါကိုတိုင်းကိုဟာဘလို့လူစားမျိုးလဲကိုကြောင့်ဘသူတွေဒုက္ခရောက်တယ်လဲဆိုတာမျိုးအတတ်နိုင်ဆုံးစင်ကျင်ပြင်းအားဖြင့်မိတ်ဆွေအင်္ဂါသားသမီးတွေအားလုံးကျင်းတွေအောင်မြင်မှုတွေရရှိမှာဖြစ်ကြောင်းနဲ့ဇေယျလဲနေ့စဉ်ထာဝရဇန္နာပြုဆူတောင်းပေးနေကြောင်းဆူတောင်းရင်းနဲ့ကဲနောက်တစ်ခါတော့ယတနာထုတ်တွေမြူးမဲ့မဟာဗုဒ္ဓဟူလည်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်